အားလုံးမင်္ဂလာပါဖျားခင်ညီသက်ချင်းအားလုံးပေါ်တက်ရောက်ပါစေရှလောမ်ဆိုတော့အခုကျွန်တော်ဆက်လက်ပြီးတော့ the dot exile ဆိုတဲ့တတိယအကြိမ်မြောက်ယူရလူမျိုးတွေကိုဘာဘလွန်တိုင်းပြည်ကြီးမှာကျွန်းအဖြစ်နဲ့ခေါ်ဆောင်သွားခြင်းနဲ့ပတ်သက်ပြီးတော့เนาะအနေငယ်လေးဝင်ထားခြင်းနဲ့ဆိုတော့ကျွန်တော်တို့the first exile ကိုကြတော့ရှင်ဘုရင်ယောယကိမင်းကြီးလက်ထက်မှာ BC 605ပတ်ဝန်းကျင်မှာဖြစ်ပျက်ခဲ့တယ်ပြီးတော့ the second exile ကိုကြတော့ရှင်ဘုရင်ရေခေါနေလက်ထက်မှာ BC 990ခွင်လက်ထက်မှာဖြစ်ပေါ်ခဲ့တာဖြစ်တယ်ဆိုတော့ the third exile ကိုကြတော့တတိယအချိန်ကိုကြတော့ BC 986ခုနှစ်မှာရှင်ဘုရင်မင်းကြီးဇေဒကိမင်းကြီးလက်ထက်မှာဖြစ်ပျက်ခဲ့တယ်ဆိုတာပေါ့နော်ကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဆိုတော့ the third exile ကို final destruction လို့လည်းခေါ်တာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီတတိယအချိန်မြောက်မှာဘာဘလွန်တိုင်းဘာဘလွန်ရှင်ဘုရင်နေဗုခဒ်နေဇာမင်းကြီးကယူရတိုင်းပြည်ကြီးကိုတနည်းအားဖြင့်ပြောမှဆိုတော့ဒီယေရုရှလင်မြို့ကြီးကိုလုံးဝဖျက်ဆီးဖြစ်တယ်မြို့ရိုးတွေမှာအကုန်လုံးဖျက်ဆီးဖြစ်တယ်ပြီးတော့သူတို့အမျက်တနိုးထားတဲ့ရှောလမုန်မင်းကြီးကိုယ်တိုင်တည်ဆောက်ခဲ့တဲ့ဗိမာန်တော်ကြီးကိုလည်းလုံးဝရှင်းဖျက်ဆီးပစ်ခဲ့တယ်ဆိုတာပေါ့နော်ကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ the third exile ကို second king ခန်းကြီး14မှာเนาะပြီးတော့ဒီ second chronicle အခန်းကြီး36တွေမှာကျွန်တော်တို့ဒီ the third exile နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ပေါ့เนาะအဲ့မှာဆိုတော့ရှင်ဘုရင်ဇေဒကိမင်းကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လေ့လာရမှာဖြစ်တယ်ဆိုတော့ကျွန်တော်ရှင်ဘုရင်ဇေဒကိမင်းကြီးဆိုတာဘာတူလဲเนาะရှင်ဘုရင်ဇေဒကိမင်းကြီးဆိုတာယူဒတိုင်းပြည်ရဲ့နောက်ဆုံးသောရှင်ဘုရင်ဖြစ်ပါတယ်သူ့ရဲ့နောက်ပိုင်းမှာဘုရင်မရှိတော့ဘူးနောက်ဆုံးဘုရင်ဖြစ်ပါတယ် the last king ဖြစ်ပါတယ်သူ့ရဲ့ဖခင်ဟာဆိုတော့ယူဒအရှင်ဘုရင်ယောရှိမင်းကြီးဖြစ်ပါတယ်တနည်းအားဖြင့်ပြောမှဆိုတော့ရှင်ဘုရင်ယောယကိမင်းကြီးရဲ့အကိုလည်းဖြစ်တယ်the first exile ဖြစ်ပျက်ခဲ့တဲ့ဒီရှင်ဘုရင်ယောယကိမင်းကြီးပေါ့နော်ဆိုတော့သူနဲ့ကကြတော့ညီအကိုတော်တာဖြစ်ပါတယ်ဆိုတော့ယေခေါနီရဲ့ဦးလေးပေါ့နော် the second exam ဟာပါဝင်ခဲ့တဲ့ရှင်ဘုရင်အုပ်ချုပ်ခဲ့တဲ့ရှင်ဘုရင်ယေခေါနီရဲ့ဦးလေးဖြစ်တယ်ပေါ့နော်ဘာဘလွန်ရှင်ဘုရင်နေဗုခဒ်နေဇာမင်းကြီးကဒီ the second exam မှာပေါ့နော်ရှင်ဘုရင်ယေခေါနီကိုဘာဘလွန်တိုင်းပြည်ကိုခေါ်ဆောင်သွားပြီးတဲ့နောက်ပိုင်းမှာယူဒတိုင်းပြည်ကြီးကိုဆက်ပြီးတော့အုပ်ချုပ်နိုင်ဖို့အတွက်ဘသူ့ကိုခန့်အပ်ခဲ့တယ်လဲဆိုတော့သူ့ရဲ့ဦးလေးအခုနပြောတဲ့ဇေဒကိမင်းကြီးကိုခွဲခန့်မှတ်သားခဲ့ပါတယ်ပေါ့နော်ဆိုတော့သူ့ရဲ့နာမည်အချင်းကမတနီလို့ခေါ်ပါတယ်မတနီယာပေါ့နော်မတနီယာလို့ခေါ်ပါတယ်ဒါပေမဲ့ဘာဘလုရှင်ဘုရင်နေဗုခဒ်နေဇာမင်းကြီးကသူ့ကိုယူဒတိုင်းပြည်ရဲ့ဘုရင်ခံအဖြစ်နဲ့ခန့်အပ်ပြီးနောက်ပိုင်းမှာသူ့ရဲ့နာမည်ကိုပါပြောင်းပြီးတော့နောက်ပိုင်းသူ့ကိုဇေဒကိမင်းကြီးဆိုပြီးတော့သူ့ကိုခေါ်တာဖြစ်ပါတယ်သူဟာတိုင်းပြည်ကြီးကို17နှစ်တာကာလပတ်လုံးတိုင်းပြည်ကြီးကိုလည်းအုပ်ချုပ်ခဲ့ပါတယ်အစပိုင်းမှာတော့ဘာဘလွန်ရှင်ဘုရင်နေဗုခဒ်နေဇာမင်းကြီးနဲ့ကောင်းမွန်တဲ့ဆက်နွယ်မှုတွေရှိပေမဲ့နောက်ပိုင်းကျတော့သူဘာလုပ်လာလဲဆိုတော့အီဂျစ်ရှင်ဘုရင်နဲ့မဟာမိတ်ဖွဲ့ပြီးတော့ဘာဘလွန်တိုင်းပြည်ကြီးကိုပြန်ပြီးတော့တိုက်ခိုက်မှုတွေလှုပ်ဆောင်တယ်ပြန်ပြီးပုံကန်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးပုံကန်မှုတွေဖြစ်လာတဲ့အတွက်ကြောင့်ဒီလိုမျိုးတတိယ exile the third exile ဆိုတာဖြစ်ပေါ်လာတာဖြစ်တယ်အဲ့ဒါကြောင့်ဒီခက်ကာလမှာဖျားသခင်က prophet ယေရမိကိုလည်းအသုံးပြုပြီးတော့ warning ပေးခဲ့တယ်ရှင်ဘုရင်မင်းကြီးကိုပြောတယ်ရှင်ဘုရင်ဇေဒကိမင်းကြီးမင်းအနေနဲ့ဘာဘလွန်ရှင်ဘုရင်ကိုသွားပြီးတော့မပုံကန်နဲ့သူ့စီမှာပြန်ပြီးတော့အရှုံးပေးလိုက်ပါလက်နဲ့ချလိုက်ပါသူနဲ့မဟာမိတ်ပြန်ပြီးတော့ဖွဲလိုက်ပါဆိုပြီးတော့ဘုရားသခင်ရဲ့ဖွင့်ပြချက် prophet ပြုချက်ကိုဝင်ပြခဲ့တယ်ဒါမဲ့ရှင်ဘုရင်ကprophet ယေရမိဟောပြောခဲ့တဲ့အရာများကိုသူလက်မခံခဲ့ဘူးပြီးတော့အဲ့မူမတ်တွေကလည်း prophet ယေရမိကငါတို့လူမျိုးတွေကိုခွန်အားနဲ့စေတယ်အင်အားဆုပ်ယုပ်စေတယ်ဖြစ်တယ်အဲ့ဒါကြောင့်သူ့ကိုငါတို့ဒီတိုင်းထားလို့မဖြစ်ဘူးသူ့အားဖြင့်ငါတို့စိတ်ဓာတ်ချစရာတွေဖြစ်မယ်အဲ့ဒါကြောင့်သူ့ကိုငါတို့ဖမ်းပြီးတော့ချုပ်နှောင်ကြရအောင်ဆိုပြီးတော့ပြောတဲ့အတွက်ကြောင့်နောက်ဆုံးရှင်မြေကကဲမင်းတို့ကြိုက်တယ်လို့လုပ်ပါဆိုပြီးပြောတော့
ယေရမိကို prophet ယေရမိကိုသူတို့ဘယ်မှာထားလဲဆိုတော့ရေသွန်းပြတ်ထဲမှာရေမရှိတဲ့ရေသွန်းနော်ရှင်ဘုတ်နဲ့ပြည့်နေတဲ့ရေသွန်းထဲမှာသူ့ကိုပြစ်ချလိုက်ကြတယ်ဖခင်ရဲ့စကားနားမထောင်တဲ့ကြောင့်ဘာဗလုန်ရှင်ဘုရင်နေဗုခဒ်နေဇာမင်းကြီးကလည်းအင်မတန်မှနော်ဒီယူဒရှင်ဘုရင်ပေါ်မှာအယံတော်သားထွက်တဲ့ကြောင့်ဘာလို့လဲဆိုတော့တိုင်းပြည်ကြီးကို18လတာကာလပတ်လုံးဝိုင်းရံပြီးတော့ဝိုင်းရံခဲ့တယ်အဲ့ဒီ18လတနစ်ခွဲပေါ့နော်အဲ့ဒီ18လကာလအတော်တွန်းမှာယူဒလူမျိုးတွေကနော်ဘာဖြစ်လာလဲဆိုတော့ကြီးမားတဲ့အစာခေါင်းပါမှုတွေဖြစ်လာတယ်သူတို့မှာစားစရာတွေမရှိလာတဲ့ကြောင့်အင်အားတွေကယော့နေတဲ့ယော့နေလာတယ်နောက်ဆုံးသူတို့ကခွန်အားတွေယော့နေလာတဲ့ကြောင့်နေဗုခဒ်နေဇာမင်းကြီးနဲ့နော်ဘာဗလုန်စစ်သားတွေကနော်ခါလဒဲလူမျိုးတွေကယူဒပြည်နော်အဲ့ဒီယေရုရှလင်မြို့ကိုလွယ်ကူစွာနဲ့တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်ဆိုတာပေါ့နော်ကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ယူဒလူမျိုးတွေစစ်ပွဲရှုံးတယ်ဆိုတာရှင်ဘုရင်ဇေဒကိမင်းကြီးတည်တဲ့ကြောင့်ထွက်ပြေးခဲ့ပေမဲ့နောက်ဆုံးမှာသူ့ကိုပြန်ပြီးတော့ဖမ်းဆီးခြင်းခံရတာဖြစ်တယ်နောက်ဆုံးသူ့ကိုသူ့ရှိမှပဲသူ့ရဲ့သားသမီးတွေကိုအကုန်လုံးကိုပြတ်လိုက်တယ်ပြီးတော့သူ့ရဲ့မျက်စိနှလုံးကိုပါဖောက်ထွက်လိုက်တယ်ဖောက်ထွက်ပေးလိုက်တယ်ဆိုတာပေါ့နော်ကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ပြီးတော့သူ့ကိုဘာဗလုန်တိုင်းပြည်ကြီးမှာဂျွန်းအဖြစ်နဲ့ခေါ်ဆောင်သွားခြင်းခံရတယ်သူနဲ့အတူနော်စစ်တပ်အရာရှိကြီးတွေနော်သူနဲ့အတူမင်းကြီးမင်းသားတွေလက်မှုပညာရှင်တွေအရေးချင်းရှိတဲ့သူတွေနော်ခွန်အားဗလရောင်းစားလို့ခိုင်းလို့ကောင်းတဲ့လူမှန်သမျှအားလုံးကိုဘာဗလုန်တိုင်းပြည်ကြီးမှာခေါ်ဆောင်သွားခဲ့တယ်ဆိုတာပေါ့နော်ကျွန်တော်တွေ့ရတာဖြစ်တယ်အတုံးမရတဲ့သူတွေအဖိုးကြီးဖွားကြီးတွေစင်ရဲသားတွေလယ်သမားတွေကိုကြတော့ယေရုရှလင်မြို့မှာထားခဲ့တယ်ဆိုတော့ယေရုရှလင်မြို့ကြီးဟာဆိုလည်းလုံးဝပျက်စီးသွားပါတယ်ယေရုရှလင်ဗိမာန်တော်ကြီးရှောလမုန်တည်ဆောက်ခဲ့တဲ့ယေရုရှလင်ဗိမာန်တော်ကြီးဟာဆိုလည်းအဲ့ဒီချိန်မှာပဲလုံးပျက်စီးခြင်းခံခဲ့ရတယ်ဆိုတာပေါ့နော်ကျွန်တော်တွေ့ရတာဖြစ်ပါတယ်ဘာဗလုန်တိုင်းပြည်မှာနော်ဣသရေလလူမျိုးတွေပြောရမယ်ဆိုတော့ဂျွန်းအဖြစ်နဲ့နှစ်ပေါင်း90လောက်ဘာဗလုန်နိုင်ငံပါရှားနိုင်ငံတို့မှာနှစ်ပေါင်း90ဂျွန်းဖြစ်နဲ့တိမ်သွားခြင်းခံပြီးနောက်ပိုင်းမှာ prophet ယေဇကျေလပြောတဲ့အတိုင်းပဲဖျားသခင်ရဲ့ကျေးဇူးတော်ကြောင့်သူတို့ဟာတိုင်းပြည်ကြီးကိုပြန်ပြီးတော့ဝန်ခွင့်ရခဲ့တယ်။သူတို့ရဲ့နိုင်ငံကိုပြန်ပြီးတော့တည်ဆောက်ခွင့်ရခဲ့တယ်။သူတို့ရဲ့ဗိမာန်တော်ကြီးတွေပြန်ပြီးတော့တည်ဆောက်ခွင့်ရခဲ့တယ်ဆိုတာပေါ့နော်။ကျွန်တော်တွေ့ရတာဖြစ်ပါတယ်။အဲ့ဒါကြောင့်ဒီကနေ့ဒီ the third excel ထဲကနေပေါ့နော်ကျွန်တော်တို့ဆင်ခြင်စရာလေးနှစ်ချက်ကလေးအဖြစ်ဝင်ထားခြင်းနဲ့ပထမတစ်ချက်ကတော့ရှင်ဘုရင်ဇေဒကိမင်းကြီးရဲ့တသက်အဖြစ်ပေါ့နော်။ဆိုတော့သူကဒုက္ခရောက်နေတဲ့အချိန်မှာဖျားကိုအားမကိုးဘဲနဲ့လူကိုအားကိုးခဲ့တယ်နော်ဖျားကိုခေါ်မဲ့အစားဘသူတွေကိုသူအားကိုးခဲ့တယ်လဲဆိုတော့အီဂျစ်လူမျိုးတွေကိုပဲသူအားကိုးခဲ့တယ်အီဂျစ်လူမျိုးတွေနဲ့တွားပြီးတော့မဟာမိတ်ဖွဲ့ခဲ့တယ်အကယ်၍သာနောင်သားစိတ်နဲ့ဖျားခင်ကျွန်တော်တို့ကိုကူညီမဆပါဆိုပြီးတော့ခေါ်တယ်ဆိုတော့ဖျားသခင်ကဇေဒကိမင်းကြီးနဲ့တကွယူဒလူမျိုးတွေကိုနော်ဒီရန်သူတွေရဲ့လက်ထက်ကနေလွတ်မြောက်ပိုင်ခွင့်လွတ်မြောက်နိုင်ရတဲ့အခွင့်ကိုဖျားသခင်ပေးမှဖြစ်တယ်။ဒါမဲ့သူတို့တွေကရှင်ဘုရင်မှအစယူဒလူမျိုးတွေကဒုက္ခပြဿနာတွေနဲ့ကြုံတွေ့တဲ့အချိန်မှာဖျားကိုအားမကိုးပဲနဲ့လူကိုအားကိုးတဲ့အတွက်ကြောင့်သူတို့ရဲ့တတထဲမှာကြီးမားတဲ့ဆုံးရှုံးမှုခံရတာဖြစ်တယ်။အဲ့အတွက်ကြောင့်ဒီကနေ့ကျွန်တော်တို့ရဲ့တတထဲမှာလူကိုအားမကိုးပဲနဲ့ဖျားကိုအားကိုးတော်သူများဖြစ်ကြရအောင်။လူတရားအနေနဲ့ဒီနေ့တနိုင်ငံလုံးဆင်းရဲဒုက္ခနဲ့ကြုံတွေ့တဲ့အချိန်မှာ prophet ယေရမိကကြတော့ငြိမ်းချမ်းသာခွင့်ရခဲ့တယ်ဆိုတာကျွန်တော်တွေ့ရတာဖြစ်တယ်။အဲ့ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့တသက်ထဲမှာဒီကျွန်တော်ပတ်ဝန်းကျင်ထဲမှာခက်ကာလကိုကြည့်မယ်ဆိုတော့အခက်ခဲတွေနဲ့ရင်ဆိုင်နေရတယ်။ဆင်းရဲဒုက္ခတွေနဲ့ကျွန်တော်တို့ရင်ဆိုင်နေရတဲ့အချိန်မှာ prophet ယေရမိကဲ့သို့ကျွန်တော်ဖျားနဲ့အစဉ်မြဲသွားလာတော်သူများဖြစ်ဖို့လိုအပ်ပါတယ်။ prophet ယေရမိကတော့ဘလောက်ပဲဆင်းရဲဒုက္ခတွေကြုံတွေ့နေတဲ့အချိန်မှာပြင်ထင်သူ့ကိုရှင်ဘုရင်နဲ့တကွ
တခြားသောလူတွေကသူ့ကိုဒုက္ခမျိုးစုံပေးနေပေမဲ့သူ့ရဲ့တမန်တရားကိုမစွန့်လွတ်ခဲ့ဘူးဖခင်ဖက်မှာမယက်တည်ခဲ့တယ်ဖခင်ဖက်မှာစိတ်အားကြီးသော prophet ဖြစ်တယ်ဆိုတာပေါ့နော်ကျွန်တော်တို့ရတာဖြစ်ပါတယ်နှုတ်ပတ်တော်အဖြစ်အလုံးပေါ်မှာဆက်လက်ပြီးတော့ဖခင်ကောင်းချီးပါစေအာမင်